င်္ဂလာပါဒီနေ့ဘာဟင်းလဲဆိုတော့ဗျာသိလားမူရလာပါတယ်နော်30သားကို3500တဲ့မူလေးရယ်မူတောက်ပြအောင်လို့ဇုံရွက်လေးရယ်ရေတောက်လေးချက်ထားတယ်အဆက်တော့မထဲတော့ဘူးဘာလို့လဲဆိုတော့အဖေကအဆက်သိမူရဒါကကြတော့ဘယ်လိုပြောမလဲကောက်ရုံးမူလို့ခေါ်တာလားမသိဘူးနော်မူလုံးလုံးလေးတွေဒါဟိုလိုစိုက်ပျိုးမွေးမြူမှုအဲ့ဒါကိုပြောပြတာမူနဲ့လိုက်တာပါလဲဆိုတော့ဇီးဒီတောင်းလေးပါပြီးရင်သူနဲ့လိုက်တာပါလဲဆိုတော့ဒီခါမှကျော်နေတော့တဲ့ကြောင့်မလို့ဒါကနပုတ်တင်ကျော်လိုက်တာတင်တော့ကျော်လိုက်တာလိုက်ဆိုင်စားပါအခုဒီဆိုရင်တော့အမှုပညာလေးလို့ပြောမှာပေါ့။ဆောင်းသမားတို့အဆိုးတို့အကတို့ဒါတစ်နှစ်မှတစ်ခါမိုးတွင်းမှာပေါ်တဲ့မှုနော်စိုက်ပျိုးရေးမှုကောက်ရိုးမှုဆိုတာလေစိုက်ပျိုးရေးမှုကောက်ရိုးမှုလို့ခေါ်တာလည်းတစ်မျိုးရှိတယ်။အော်ခုနအရင်တောက်တော့ကောင်းတယ်။ရှိုးနာတော့ကိုပြီးလို့ခေါ်ပါတယ်။လက်ခီလို့လည်းပြီးကြပါတယ်။ခုကကလာနာပဲနေပြောလို့ရှိရင်ရှရီတို့လက်ချမီတို့ဖြစ်နေတော့ဒီစားလားနောက်တစ်ခါဘူရိပညာရှင်းမာတဲ့ပညာရှိသူလို့လက်ပြပါသူကိုသိကြတာကျမလာရတဲ့အကြောင်းအတခြားမဟုတ်ဘူးတဲ့သိတာချမ်းတဲ့ခန္ဓာလေးမှာတရားသာနားနေဖို့ပဲကားတာပါဆိုတော့တတိယကခဏကလေးသေးလို့နေပြီကဲဒီမှာနေချင်တယ်ဆိုရင်မင်းရဲ့ကိုယ့်ရဲ့ဒီလားစိတ်တွေသဘောထားတွေကိုပြောပြပါတော့ပြောပြတိတ်သမီးတန်းကျင်လေးကိုစီမွေးတတ်မယ်တိတ်တော့ရှင်ပို့ထည့်မယ်ပို့ကကြတော့ဒီစိမ်းရမယ်နော်ပဲပါတတ်တယ်လေဒီကြီးကနေထွက်တဲ့အတွက်ကြောင့်ပဲပါတယ်ဒီစိမ်းရမယ်အခုဦးနေသေးလို့ခြေနေကိုက်နေသေးလို့ဒီတော့ဟာစားသေးလို့ဆိုရဲစိတ်မပါပဲနဲ့ဒီရောညရောလုတ်တဲ့ဒီပါဆိုတော့လုတ်တဲ့အချိန်လုတ်နေတာကိုစကနေမှသင်ချင်းလေးအုပ်ရမ်းမွေးပြရလို့လေအဲ့လိုပုံပုံမျိုးကိုပြတယ်ဟုတ်တယ်ဒီလိုဓာတ်ရိုက်ပြီးတော့ထဲတော့ပို့ပြီးတော့မွေးပို့ပြီးစားကောင်းတယ်ရှင်းတော့ဆရာတော်ကြီးတရားဟောတပါးတရားဟောတဲ့လူကြားလိုက်လူတရားရဲ့အကြောင်းတော့ရတဲ့မှာအတူကြီးပေးတယ်အတူကြီးပေးတယ်တော့အဲ့ဒီမှာဝိုင်းပတ်တဲ့ကြောင်းရောက်လာပြီးဖိလို့လာတာမဟုတ်ဘူးအဲ့လိုပါလေလူတွေကလောက်ကိုက်နေတာသူကဘာပြောတော့ကျွန်တော်များတဲ့ဒီလူကြီးနဲ့တွေ့တော့ဝါလာတယ်ဒီအလူမှာဝေယဝိစာတွေလုပ်ကြရတယ်ကျွန်တော်ဝိုင်းလုပ်ချင်တယ်ဒါပေမဲ့သမီးကစားတယ်လို့စားသမီးစားတော့ကျွန်တော်မလုပ်နိုင်အဲ့လိုဆိုကျွန်တော်ဝိုင်းလုပ်ပါတယ်ဆိုတော့ဟာဒီလိုတော့စေတနာရှိတယ်ကဲလာသမီးပြလိုက်ပြီလေသမီးအဝါစားပြီးတယ်ဘာပြောကြလဲကျွန်တော်じゃဘိုင်လေးနေလို့လုပ်ပါအဲ့တော့ဒီကဘယ်လိုခါလဲဆွဲစားတော့လည်းစားလို့မလို့သမီးဝါတော့လည်းဘိုင်လေးလို့စီဒီတော့ဒီလူလေးကိုမီးဖုံးမယ်ကလော်လေးကိုမီးဖုံးမယ်တိတ်ကူထောင်းမယ်သမီးစားတာရေးစားတာရင်ငတ်တာတွေကိုပြုလိုက်ဘူးဒီဘက်တန်ထဲမှာဒါတွေအားလုံးကိုပြုမဆိုင်ပဲစားထဲမှာစီးချက်လုပ်တဲ့လုပ်ထိုက်တဲ့ကိစ္စအဲ့ဒါမှဒီလိုပေါ့မျိုးကျွန်မလာဖို့ထားတယ်ညာပြောရဲစကားကိုဒါပေမဲ့သူစိတ်ကအဲ့ဒါလုပ်တဲ့အချိန်လုပ်လို့ကိုကျိုးစီဝါလုပ်တဲ့အဲ့ဒီလိုလုပ်တဲ့လာတဲ့ပုံပုံမျိုးရတော့တယ်နောက်တစ်ခုညတော့တဲ့ပြောင်းရဲ့အရေးချမ်းပါလဲတော့ဆိုအဲ့ကောတဲ့နာစိတ်မတူတဲ့ဘူးတဲ့အဲ့ဒါမှစိတ်ရှိတာဟောတာမကြည့်ဘူးစိတ်မတူမိတ္တဝါဖြစ်တဲ့ခင်တဲ့မိတ်ဆွေတွေပေါ်တယ်စာကားဝါဆွတ်လွတ်တဲ့အနစ်နာခံတယ်
အနှပြောင်းမရှိဘူးတို့ရှိတာအားလုံးနဲ့ share လုပ်တဲ့ဝင်ပေးတယ်ဆိုကြတာရှိရင်ပေးဖို့လက်ဆက်နေဖြစ်တယ်အဲ့ဒီကိုပုံမျိုးစမှကြိုက်တာတဲ့ဒါလည်းမကဘူးကိုချက်တီလာနဲ့လည်းပြည့်စုံအောင်ကိုချက်တရားကောင်းတယ်